ရဲ့ချွေကြပေါင်းပါလေငါရဲ့ဘွားဒီလိုချင်ရမှာအကျွဲလေးသာရှိရင်တော့အတွက်ဒီညကများနေတာဆုံးပေါ်စိတ်ကူးတွေဖြစ်ပြီးနောက်မှတော့မလေးကိုတွေ့ပြီး